Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့တွေ iPhone ကင်တဲ့မိတ်ဆွေတွေအတွက်ဆိုင်ကိုလုံးဝသွားเสียမလို့ပဲနဲ့ကိုယ့်အိမ်မှာကို Apple ID အကောင့်အသစ်ဘယ်လိုဖွင့်ရမလဲဆိုတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တွေဗီဒီယိုစလိုက်ရအောင်เนาะ Okay ပထမဦးဆုံးအနေနဲ့ကိုဖုန်းရဲ့ internet ဖြစ်ဖြစ် Wi-Fi ဖြစ်ဖြစ်ကိုဖွင့်လိုက်ပေါ့เนาะအဲ့လိုဖွင့်ပြီးသွားလို့ရှိရင်တော့ကို iPhone ရဲ့ဒီ setting ထဲကိုဝင်လိုက်ဖို့เนาะဝင်ပြီးဒီအပေါ်ဆုံးနားမှာပြထားတဲ့ sign into your iPhone ဆိုတာရှိတယ်အကောင့်နှိပ်ပြီးရင် don't have an Apple ID ဆိုတာရှိတယ်အကောင့်နှိပ်ပြီး quit Apple ID ဆိုတာရှိတယ်အကောင့်လေးကိုထပ်နှိပ်ဖို့เนาะနှိပ်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာ first name နဲ့ last name ကိုထည့်ဖို့เนาะ Okay ထည့်ပြီးရင်ဒီနေရာမှာ birthday date အမှန်ကိုထည့်ဖို့เนาะbirthday date အမှန်ကကျွန်တော်တို့နောက်ပိုင်းဘာလို့ထည့်ခိုင်းလဲဆိုရင်နောက်ပိုင်းကိုရဲ့ဒီ Apple ID password မိရင်ဒီ birthday date နဲ့ကျွန်တော်တို့ပြန်ဆယ်လို့ရတာပေါ့เนาะOkay ကျွန်တော်တို့ birthday date အမှန်ကိုရွေးပြီးလို့ရှိရင်เนาะ niche ကိုထပ်နှိပ်ပေါ့เนาะနှိပ်ပြီးသွားလို့ရှိရင်ကိုယ့်စီမှာ email account အသစ်မရှိရင် do not have an email address ဆိုတာကျွန်တော်နှိပ်လိုက်ပြီးရင်ဒီကောင်လေးကိုကျွန်တော်ရွေးလိုက်ပေါ့เนาะရွေးပြီးသွားလို့ရှိရင်เนาะဒီနေရာမှာကျွန်တော်တို့ iCloud email အသစ်ကိုကျွန်တော်တို့ထည့်လိုက်ပေါ့เนาะOkay ကျွန်တော်ထည့်ပြီးသွားလို့ရှိရင်တော့အပေါ်ဆုံးနားမှာရှိတဲ့ niche ကိုထပ်နှိပ်ပေါ့เนาะ Okay ဒီနေရာမှာခဏလေးစောက်ပြီးအောက်က create email address ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုနှိပ်ပေါ့เนาะ Okay နှိပ်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာ passport ထည့်ခိုင်းတာပေါ့เนาะကိုမက်မိလွယ်မဲ့ passport ကိုထည့်ပြီးမှကျွန်တော်အပေါ်ဆုံးညာတော့မှာရှိတဲ့ niche ကိုထပ်နှိပ်ပေါ့เนาะOkay နှိပ်ပြီးသွားလို့ရှိရင်တော့ကိုကမြန်မာနိုင်ငံနဲ့ဖွင့်တာဆိုရင်အပေါင်း95ကိုရွေးပြီးမှမြန်မာနိုင်ငံရဲ့ဖုန်းနံပါတ်ကိုကျွန်တော်ထည့်ရမှာဖြစ်တာပေါ့เนาะပြီးရင်အောက်က text message ကိုရွေးပြီးမှ niche ကိုထပ်နှိပ်မှာပေါ့เนาะဒါဆိုရင်ကျွန်တော်တို့ခဏလေးစောက်တာနဲ့ကျွန်တော်တို့ကိုရဲ့ကိုထပ်ထားတဲ့เนาะဖုန်းနံပါတ်မှာကျွန်တော်တို့ကုတ်6လုံးကြာလာမယ်เนาะOkay အဲ့လိုမျိုးကျွန်တော်တို့ကုတ်6လုံးကြာလာတာနဲ့ကျွန်တော်တို့အပေါ်ဆုံးညာတော့မှာရှိတဲ့ niche ကိုထပ်နှိပ်ပေါ့เนาะOkay နှိပ်ပြီးသွားလို့ရှိရင်တော့အောက်ဆုံးညာတော့မှာရှိတဲ့ agree ဆိုတာရှိတဲ့အဲ့ဒီကောင်လေးကိုနှိပ်ပြီးသွားလို့ရှိရင်တော့ agree ကိုထပ်နှိပ်ပေါ့เนาะOkay ဒီနေရာမှာအဲ့လိုနှိပ်ပြီးလို့ရှိရင်တော့ခဏလေးစောက်ရမှာပေါ့เนาะ Okay စောက်ပြီးလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ lock screen မှာခတ်ထားတဲ့ passcode ကိုတောင်းတာပေါ့เนาะအဲ့ဒါကိုကျွန်တော်တို့ထည့်လိုက်ပေါ့เนาะ Okay ထည့်ပြီးသွားလို့ရှိရင်တော့ကျွန်တော်ခဏလေးထပ်စောက်ပေါ့เนาะဒါကကျွန်တော်တို့က screen passport lock ကိုတောင်းတာပေါ့เนาะOkay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာ successfully ဖြစ်သွားပြီပေါ့เนาะကျွန်တော်တို့ Apple ID အကောင့်ကိုကိုယ့်အိမ်မှာကိုနေပြီးမှဒါလွယ်လွယ်ကူကူနဲ့ဒါဖွင့်ထွက်သွားပြီပေါ့เนาะအဲ့လိုကျွန်တော်တို့ဒါဒီ setting နဲ့ဖွင့်ပြီးပါလို့ရှိရင်တော့ကိုယ့်ရဲ့ App Store မှာသွားပြီးမှခုနဖောက်ထားတဲ့ဒီ Apple ID နဲ့ login ဝင်လို့ရှိရင် application နဲ့ကျွန်တော်တို့လွယ်လွယ်ကူကူ download ဆွဲပြီးမှ install တင်လို့ရပြီပေါ့เนาะOkay ကျွန်တော်ဒီနေ့တင်ပေးလိုက်တဲ့ဗီဒီယိုလေးကဒီလောက်ပါပဲအကယ်လို့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်းဗီဒီယိုလေးကို like လုပ်ပြီးမှ channel လေးကိုလည်း subscribe လုပ်ထားပြီးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye